အတားကျူးတဲ့လာတကူရောက်ပြီရှူရမွေလဲဟုတ်တယ်တို့မြမာတွေပျော်တဲ့သင်းမြန်ပတောင်ရနတ်တွေမွေးပြတ်တဲ့ကြံတို့အိမ်မလဲအခုခါတို့မြမာပြည်ဒီအတွင်းမှာပတောင်ရနတ်တွေပြဲရရနတ်တွေဖုံးလွှမ်းထားတယ်ဒီနေ့ကြံလေးပြုံးနိုင်စရာပဲရှိပါမလဲကြံရဲ့ကိုအပြန်ခတ်တဲ့တချို့သောဘဝတွေနေစရာတော့မရှိတော့မှငါပြောစရာဆိုဝေးပြီပေါ့ဗျာနှစ်စဉ်အတူတွဲပြောရဲရိုးရတဲ့ကြံပွဲတော်မယ်သူ့ပုံမျိုးရဲ့အကလာတွေနဲ့ကြံမနဲ့စီမြင့်ထမ်းမှာပြောနေကြမှလားဗျာငိုသူများစွာရှိနေတို့ရဲ့မြမပြည်တိုင်းပြည်တကယ်ငြိမ်းချမ်းမှသာရှင်မပူမိတရားအတားရည်နဲ့စီကြောနိုင်တော့မှာတနေ့ဟောင်းတို့တနေ့လဲပြောင်းပြီတပြည်လုံးနဲ့ငုံချင်းတွေတီကဲမြေပဲဒီတောင်မှာအတားရည်ပပြန်းလဲပြည်တွင်းကစနစ်ဆိုးအညစ်တွေမကင်းစင်နိုင်တဲ့ရွေတော့တမတော်ဝါတို့ပွင့်နေပြီမဲ့ပါသူမဲ့ဖြစ်ချက်နဲ့ကြံပြောစရာနဲ့မရှိနိုင်နဲ့ကြံယူရတလိရဲ့အပြောတွေတို့မြမာတွေပြန်မရနိုင်တော့အတားကျူးတဲ့လာတကူရောက်ပြီရှူရမွေလဲဟုတ်တယ်တို့မြမာတွေပျော်တဲ့သင်းညာပတောင်ရနတ်တွေမွေးပြတ်တဲ့ကြံတို့အိမ်မလဲအခုခါတို့မြမာပြည်ဒီအတွင်းမှာပတောင်ရနတ်တွေပြဲရရနတ်တွေဖုံးလွှမ်းထားတယ်ဒီနေ့ကြံလေးပြုံးနိုင်စရာပဲရှိပါမလဲကြံရဲ့ကိုအပြန်ခတ်တဲ့တချို့သောဘဝတွေနေစရာတော့မရှိတော့မှငါပြောစရာဆိုဝေးပြီပေါ့ဗျာနှစ်စဉ်အတူတွဲပြောရဲရိုးရတဲ့ကြံပွဲတော်မယ်သူ့ပုံမျိုးရဲ့အကလာတွေနဲ့ကြံမနဲ့စီမြင့်ထမ်းမှာပြောနေကြမှလားဗျာငိုသူများစွာရှိနေတို့ရဲ့မြမပြည်တိုင်းပြည်တကယ်ငြိမ်းချမ်းမှသာရှင်မပူမိတရားအတားရည်နဲ့စီကြောနိုင်တော့မှာတနေ့ဟောင်းတို့တနေ့လဲပြောင်းပြီတပြည်လုံးနဲ့ငုံချင်းတွေတီကဲမြေပဲဒီတောင်မှာအတားရည်ပပြန်းလဲပြည်တွင်းကစနစ်ဆိုးအညစ်တွေမကင်းစင်နိုင်တဲ့ရွေတော့တမတော်ဝါတို့ပွင့်နေပြီမဲ့ပါသူမဲ့ဖြစ်ချက်နဲ့ကြံပြောစရာနဲ့မရှိနိုင်နဲ့ကြံယူရတလိရဲ့အပြောတွေတို့မြမာတွေပြန်မရနိုင်